အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်မနေ့က run အကြောင်းပြပြပေးသွားပြီပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင် ROM ရဲ့အရေးပါပုံနဲ့ဘယ်လိုအလုပ်လုပ်ဆောင်လဲဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် ROM ဆိုတာကတော့သူ့ရဲ့ share ကတော့ read only memory ပေါ့နော်သူကတော့မှတ်ယုံတာမှတ်ထားပေးတဲ့လုပ်ဆောင်ခြင်းမျိုးပဲလုပ်ဆောင်ပေးပါတယ်သူကကျတော့ဘယ်လိုမျိုးပုံစံမျိုးနဲ့လှုပ်တာလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းတွေမှာဆိုလို့ရှိရင် logo စပွင့်ပြီဆိုကြရပါတော့ဒီ operating system ပေါ့ firmware တွေ data တွေချက်လက်တွေအကုန်လုံးကကျွန်တော်တို့က ROM ထဲမှာထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့တစ်ခုခုခလုတ်နှိပ်တာတို့ဘာတို့ကအစားအကုန်လုံးကိုကျွန်တော်တို့ ROM ထဲမှာသိမ်းပေးထားဖြစ်ပါတယ်မနေ့ကတော့ပြပြပေးခဲ့တဲ့ RAM ကကြတော့ ROM ထဲမှာသိမ်းထားပေးတဲ့အရာတွေကိုသူကယာယီမှတ်ဉာဏ်နဲ့ထုတ်ပြီးတော့ယူပေးရပါတော့ROM ကကြတော့အဲ့လိုမျိုးကိုကျွန်တော်ဖုန်းစပိတ်တဲ့အချိန်မျိုးမှာတော့သူ့ရဲ့ data ချက်လက်တွေအကုန်လုံးသိမ်းပေးထားတဲ့လောက်ဆောင်မျိုးလောက်ဆောင်ပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်သူကနောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာကြတော့ဤပညာတွေလည်းတိုးတက်လာပြီဆိုတော့ ROM တွေမှာဆိုလို့ရှိရင်လည်း type တွေအများကြီးကွဲလာပြီပေါ့နော် eMMC တို့ UFF တို့အဲ့လိုမျိုး ROM type တွေဆိုလို့ရှိရင်လည်းအများကြီးဖြစ်လာတယ်အဲ့အကြောင်းတွေတော့နောက်ပိုင်းကြလို့ရှိရင်ကျွန်တော်အသေးစိတ်ပြန်ပြောပေးမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်